မွန်ပြည်နယ်ပေါင်းမြို့နယ်အာထကမုဒ္ဓမကျောင်း၌မှုခင်ကြဆင်းရေးနှင့်ဥပဒေအသိပညာပေးဟောပြောပွဲကိုဩဂုတ်လ4ရက်နေ့နနက်ပိုင်းကပြုလုပ်ခဲ့ရာမြို့နယ်ဥပဒေအရာရှိဦးမျိုးထက်ကျော်မုဒ္ဓမစခန်းမှုရဲအုပ်ဝင်းညောပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်စာဆိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိဒေါ်နှင်းတထဟန်မြို့နယ်တိုင်းရင်းစေကူဌာနမှလက်ထောက်တိုင်းရင်းစေမှုဒေါ်မေတီတာဆိုတစ်တော်ဦးစီးဌာနမှဒေါ်အုပ်ကြီးဦးစော်လွင်ဦးအာထကမုဒ္ဓမကျောင်းမှကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်နဲ့ဆရာမများနဲ့ကျောင်းသားကျောင်းသူ260ဦးတက်ရောက်ခဲ့ကြပါတယ်။ရှေ့ဦးစွာမြို့နယ်ဥပဒေအရာရှိဦးမျိုးထက်ကျော်ကခလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြစ်၎င်းမုဒ္ဓမစခန်းမှုရဲအုပ်ဝင်းညော့ကလူကုန်ကူးမှုအကြောင်းသိကောင်းစရာအသိပညာပေးခေါင်းစဉ်ဖြစ်၎င်းမြို့နယ်တိုင်းရင်းစစ်ကူဌာနမှလက်ထောက်တိုင်းရင်းစေမှုဒေါ်မေတီတာဆိုကကျမ်းမာသောနေထိုင်စားသောက်မှုအတွက်ဆောင်ရန်ရှောင်ရန်အသိပညာပေးခေါင်းစဉ်ဖြစ်၎င်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိဒေါ်နှင်းတထဟန်ကမုံတိုင်းဘေးအန္တရာယ်အသိပညာပေးခေါင်းစဉ်ဖြစ်၎င်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်တင်စာဆိုကစာဖတ်ခြင်းအကျိုးကျေးဇူးများခေါင်းစဉ်ဖြစ်၎င်းတစ်တော်ဦးစီးဌာနမှဒေါ်အုပ်ကြီးဦးစောလွင်ဦးကဒီရတော်များအကြောင်းသိကောင်းစရာအသိပညာပေးခေါင်းစဉ်ဖြစ်၎င်းအသိပညာပေးဟောပြောခဲ့ပြီးကျောင်းသားကျောင်းသူများကသိရှိလိုသည့်များကိုမေးမြန်းရာတာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ပါတယ်ဆက်လက်၍အာထကမုဒ္ဓမကျောင်းမှာကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးသက်ဆိုင်ရာဌာနအလိုက်လက်ကန်စာဆောင်များအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုပေါင်မြို့နယ်ရုံးကပေးပို့ထားပါတယ်ရှင်။